သူရှိပေါ်ထွက်လာခဲ့မှုတွေပုံမြင်တဲ့ကတတ္တဝါဆန်းများဒီကနေ့မှာတော့သိပ္ပံပညာရှင်တွေတော်မှဖြည့်ရှင်းချက်ထုတ်မပေးနိုင်တဲ့အထိထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့တတ္တဝါဆန်းခုနှစ်ကောင်အကြောင်းကိုပြောပြပေးသွားမှာပါနံပါတ်1 hide behind နောက်ွယ်ကပုံနေသူအမေရိကန်ကအနောက်မြောက်ပိုင်းကမောင်မိုက်တဲ့တစ်တော်တွေထဲမှာတစ်ခုသမားက hide behind လို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့တတ္တဝါအကြောင်းကိုတီးတိုးပြောဆိုခဲ့ပူပါတယ်ဒီတတ္တဝါကအမြဲတမ်းကိုယ့်ရဲ့နောက်ွယ်မှာပဲရှိနေတယ်လို့သူ့ကိုတိုက်ရိုက်မြင်ရတယ်ဆိုတာမရှိပါဘူးကိုကလှည့်လိုက်တာနဲ့အနည်းဆုံးတစ်ပင်နောက်ကိုချက်ချင်းပြောက်ကွယ်သွားတယ်လို့လေဆိုကြပါတယ်hide behind ကိုပုံစံပေါ်ကြတဲ့အခါမှာအရက်ရှိပြီးပိန်သွဲတယ်လူမျက်လုံးမြင်တဲ့ထက်ပိုမြောင်လှုပ်ရှားနိုင်တယ်လို့ပြောကြပါတယ်ခန္ဓာကိုယ်ကိုတဘာဝမဟုတ်အောင်လိမ်ပြီးတော့ကိုင်းနိုင်တယ်လို့တစ်ပင်တွေကြားကိုလည်းတန်တချမှမထွက်ဘဲနဲ့ထိုးပေါက်သွားနိုင်ပါတယ်ညပမာတယောက်တည်းခီးသွားသူတွေကိုစက္ကန့်ကနေဝေးမသွားဖို့တတိပေးကြပြီးတော့မဟုတ်ရင်အဖမ်းခံရနိုင်တယ်လို့ပြောကြပါတယ်ဒီတတ္တဝါကြောင့်ကိုပထမဆုံးစာနဲ့ရေးသားထားတာကတော့ William T. Cross ရဲ့စိတ်ကူးရင်အချက်လက်ညွှန်စာအုပ်ဖြစ်တဲ့ Fearsome Creature of the Limbo Woods မှာ1910ပြည့်နှစ်ကစတင်ပေါ်ထွက်လာတာပါအဲ့ဒီစာအုပ်ထဲမှာဟာသားပုံစံမျိုးတင်ပြထားပေမဲ့လည်းတကယ်တော့တယောက်တည်းအချိန်ကြာမြင့်စွာအလုပ်လုပ်နေကြတဲ့တိတ်ခုတ်သမားတွေရဲ့စိုးရင်ထိတ်လန့်မှုတွေကိုတင်ဟပ်ပြနေတာဖြစ်ပါတယ်အချိန်ကြာလာတာနဲ့မြ HBN ကတောနက်ထဲမှာပုံအောင်နေတဲ့မသိနိုင်သေးတဲ့အန်ဒီရတွေကိုကိုစားပြုတဲ့အထိမ်းအမှတ်တစ်ခုဖြစ်လာပါတယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီတတ္တဝါအရက်ကိုမခံနိုင်ဘူးလို့ဒဏ္ဍာရီတို့ချို့ကလည်းဆိုကြပါတယ်ဒါကြောင့်မဲတိတ်ခုတ်သမားတွေကခန္ဓာကိုယ်နေဖို့တွေမကပဲအကာအကွယ်အနေနဲ့ပါဝီစကီပလင်းကိုစောင့်ထားတတ်ကြပါတယ်တချို့ကတော့ဒီတတ္တဝါဟာကြောက်ရွံ့မှုကလွှမ်းမိုးသူတွေကိုသာအမဲလိုက်ပါတယ်ဆိုရင်ပူပန်မှုကနေစာရှာစားတယ်လို့လည်းယုံကြည်ကြပါတယ်နံပါတ်2 Stanley Gaster မြန်ဆန်သောနံဝိညာဉ်မေရီလန်းပြည်နယ်ရဲ့မြူများသောတောင်ကုန်းများတွေမှာတော့1900ပြည့်နှစ်တွေနောက်ပိုင်းကတည်းကနဂါတစ်ပိုင်းငှက်တစ်ပိုင်းပြီးတော့ပြည်ကြီးငါတစ်ပိုင်းနဲ့တူတဲ့တတ္တဝါကြောင့်ပုံမြင်နေပြန့်နှံ့ခဲ့ပါတယ်ဒေသခံတွေကသူ့ကို Stanley Gaster လို့လည်းခေါ်ကြပါတယ်ဒီတတ္တဝါရဲ့ပုံပန်းတန်တန်ကိုဖော်ပြရမှာတက်တူလိုမာကြောတဲ့နှုတ်သီးတဲ့လျှောက်မှာလည်းချွန်းထွက်တဲ့သွားတွေတန်ကျိတ်လိုခြေသေးတွေလိန်နေတဲ့ယာယီခြေလက်တွေနဲ့ရင်းနှင်းငှက်ဆက်ကောင်းအော်တန်လိုအော်ဟစ်တန်ရှိတယ်လို့လည်းဆိုကြပါတယ်ညဘက်ရောက်ရင်အပေါ်ကနေငုံဆင်းလာပြီးခြေသေးနဲ့အသားကိုဖမ်းယူကနှုတ်သီးကနေသွေးတွေကိုစုပ်ယူတယ်လို့လည်းဆိုပါတယ်ဒီဇလန်ကဂျာမန်လူမျိုးအခြေချနေထိုင်သူတွေနဲ့အတူပထမဆုံးရောက်ရှိလာတာဖြစ်ပြီးတော့သူက Skachnelagics မြန်ဆန်သောနံဝိညာဉ်လို့ခေါ်ပါတယ်1900ပြည့်နှစ်အစောပိုင်းလောက်မှာဒီတန်နာရီကအရန်ကိုပြန်နိုင်ခဲ့ပြီး1909ခုနှစ်ဖေဖော်ဝါရီလမှာ Middletown Valley Register သတင်းစာကတော့မှမြင်တွေ့ခဲ့ရတယ်ဆိုတဲ့သတင်းတွေကိုစတင်ဖော်ပြခဲ့ပါတယ် Smithsonian ပြတိုက်ကတော့မှဖမ်းမိရင်စုချမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်အခုလက်ရှိသူတွေတချို့ကတော့ဒီသတင်းစာပါစောင်းပါတွေကလူတီများအောင်လုပ်တဲ့လက်ခွဲသက်သက်ဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်1932ခုနှစ်ဒီဇင်ဘာလမှာနောက်ဆုံးကြိမ်မြင်တွေ့ခဲ့ရတယ်ဆိုတဲ့သတင်းကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်ထောင်ချောင်းစင်ပြီးဖမ်းလိုက်တဲ့အခါမှာအဲ့ဒီတတ္တဝါအရက်ချက်တဲ့ပြီးပေါ်အိုးထဲမှာအသက်ရှူချက်ပြီးတေဆုံးသွားတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်ဒီအဖြစ်အပျက်ကလည်းအရက်သေးစားတားမြစ်ထားတဲ့ကာလရဲ့နောက်ဆုံးရက်တွေနဲ့တိုက်ဆိုင်နေခဲ့ပါတယ်နောက်ပိုင်းလေ့လာမှုတွေက Stanley Gaster ဒဏ္ဍာရီကိုကြောက်လန့်အောင်လုပ်နေတဲ့နီးပြူအဖြစ်နဲ့မကြာခဏအသုံးပြုပါတယ်အထူးသဖြင့်တော့ကျွန်းစနစ်လွတ်မြောက်ပြီးကာလမှာလူမဲတောင်းဝိုင်းကိုထိန်းချုပ်ဖို့သုံးခဲ့တယ်လို့မှတ်ချက်ပြုထားပါတယ်ဒီလိုဒိတ်ပင်မျိုးနဲ့ကြည့်မယ်ဆိုရင်ဒီတတ္တဝါဟာရိုးရပုံမြင်နေတစ်ခုထက်ပိုပါတယ်နံပါတ်3 Amphi Horror Amphi ရဲ့ထိတ်လန့်စရာနောက်တဲ့တတ္တဝါကတော့Illinois ပြည်နယ်မှာတကြိမ်မျိုးပေါ်ထွက်လာခဲ့ပေမဲ့နောက်ဆက်တွဲအနေနဲ့ဗယံပတာဖြစ်မှုထိတ်လန့်မှုနဲ့အဖြစ်မရှိတဲ့မိကုံးများစွာကိုခြံထားခဲ့ပါတယ်ဒါကတော့ Amphi Horror ပါ1983ခုနှစ်ဧပြီလမှာ Illinois မှာ Amphi မှာ Henry McDaniel ဟာည7:00နာရီလောက်မှာသူတကားအပြင်ကနေကုတ်ချစ်တဲ့တန်တွေကြားရတယ်လို့အစီအခံခဲ့ပါတယ်တကားဖွင့်လိုက်တဲ့အခါမှာစိတ်ကူးနံသမျှထဲမှာအထူးဆန်းဆုံးဖြစ်တဲ့တတ္တဝါတကောင်ကိုတွေးလိုက်ရတယ်လို့သူကပြောပါတယ်အဲ့ဒီတတ္တဝါကအရက်ပူပြီးမိခိုးရောင်ခြေသုံးချောင်းလက်သေးသေးလေးနှက်ချောင်းနဲ့ဓာမီလိုတောက်ပနေတဲ့ပန်းရောင်မျက်လုံးနှလုံးရှိပါတယ်အရက်က4.5 ပေတမီတာကျော်လောက်ရှိပါတယ်မက်ဒန်နီယယ်ကတနက်နဲ့ပြစ်လိုက်တဲ့အခါမှာတောကြောင်အော်တန်လိုတရှုရှုမြည်တဲ့တန်ကိုကြားရပြီးတတဝါပျောက်ကွယ်သွားပါတယ်သူကရထားလမ်းပြီးမြေဖိုးထားတဲ့နေရာကို3ခါခုံပြီးစုစုပေါင်း85ပြီး22.8 မီတာကျော်ကိုလွှမ်းခြုံကခုံပြဲကျော်လွှားသွားခဲ့တယ်လို့လည်းပြောပြခဲ့ပါတယ်နောက်ပိုင်းမှာတော့ခွေးချီယာတွေနဲ့စိန်တူခဲ့ပေမဲ့လည်းခြေချောင်းအဖူ6ခုပါတဲ့ထူးဆန်းတဲ့ချီယာတွေကိုတွေ့ခဲ့ပါတယ်ဒေတာရင်းသတင်းမီဒီယာတွေကချက်ချင်းဆိုသလိုပဲဒီဇယ်လန်ကိုဖော်ပြခဲ့ပြီးမကြခင်မှာလက်နက်ကင်ထားတဲ့တတဝါလိုက်ရှာသူတွေအန်ဖီကိုရောက်လာကြပါတယ်ခရိုင်ရဲအရာရှိကတော့လူတွေကိုကိုယ်တော်ဘောနဲ့ကိုအမဲလိုက်တာတွေရက်တက်မှုတိုက်တွန်းခဲ့ပြီးတော့ဒီအခြေအနေအားလုံးကိုမီဒီယာကြောင့်ဖြစ်ပေါ်လာတဲ့လေပြားမှုတစ်ခုလို့လည်းခေါ်ဆိုခဲ့ပါတယ်။ Western Illinois တက္ကသိုလ်ကသူတွေတီဒီယာဒီအဖြစ်အပျက်ကိုလူအများရဲ့အပြုတ်မှုနဲ့ကောလာဟာလာထိတ်လန့်မှုရဲ့ဥပမာတစ်ခုအနေနဲ့လေ့လာခဲ့ပါတယ်။သူတို့ရဲ့ကောက်ချက်ကတော့တကယ်စစ်မှန်မြင်တွေ့မှုတစ်ချိန်တစ်ချိန်ရှိခဲ့နိုင်ပေမဲ့လည်းကျန်တာတွေကတော့ကောလာဟာလာကြောက်ရွံ့မှုနဲ့ခေါင်းစည်းစာလုံးတွေကြောင့်ပို့ပြီးတော့ကြီးထွားလာတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ယနေ့ထိတော့ Amphi Horror American ဒဏ္ဍာရီလာလျှို့ဝဲသက်တော်ပုံမြင်နေထဲမှာအစမ်းချေဆုံးမှတ်တမ်းတစ်ခုဖြစ်နေရှိနေပါတယ်။နံပါတ်4 Protein ဝိညာဉ်ချုပ်မိနေသောတရေတင်မြင်မှုသမျှသက်တော်တွေကအထူးခြားဆုံးတစ်ခုကတော့ Protein ဖြစ်ပါတယ်။ပထမတစ်ချက်ကြည့်လိုက်ရင်တော့ခန်းကြားထဲဝါတဲ့တမင်လေးကြီးနဲ့အသားစားငှက်ကိုပေါင်းဆက်ထားတဲ့ပုံစံမျိုးပါ။ရှေ့ပိုင်းကဥကြုံလေပင်ရင်ဘတ်တူဟာကြီးမားတဲ့တရေတစ်ကောင်နဲ့တူနေပြီးတော့နောက်ကျောမှာတော့အမွှေးတောင်ပန်နဲ့ခြေသေးတွေကစစ်မှန်တဲ့ငှက်ပုံစံဖြစ်နေပါတယ်။သူဟာအမြင့်ပေ3000တိပြန်တန်းနိုင်ပြီးတော့အတောင်ပန်ဖြတ်ချက်မှုဟာ
16ပေ4.8မီတာကျော်ရှိတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သူရဲ့အကြောင်းမဲ့ပွဲအကောင်းဆုံးလက္ခဏာကတော့အရေးပါပဲ။ ဘယ်ရီတင်ဟာလူတစ်ယောက်ကိုမတက်ရသေးခင်ထိလူသားရဲ့အရေးကိုသာထင်ဟပ်ပြနေပါတယ်။လူတစ်ယောက်ကိုတက်လိုက်မှသာသူ့ရဲ့အရေးကပြောင်းလဲပြီးတော့စစ်မှန်တဲ့သားရဲ့ပုံစံကိုပေါ်လင်းစေတယ်လို့လည်းဆိုပါတယ်။ဒီယူဆကတတ္တဝါရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ဝိညာဉ်တစ်ခုရှိတယ်ဆိုတာကိုညွှန်ပြနေပါတယ်။ဘယ်ရီတင်ကိုပထမဆုံးဖော်ပြခဲ့တာက Lush Lewis ဘိုဟီရဲ့စေကူးရင်တတ္တဝါများစာအုပ်ထဲမှာဖြစ်ပြီးတော့ရှေးခေတ်အလယ်ခေတ်လက်ရည်မှုတစ်ခုပေါ်ခြေခံထားတယ်လို့ယူဆရပါတယ်။ဒီစာမှုမှာဒီတတ္တဝါတွေက Atlantis ကျွန်းပျက်စီးချိန်ကနေအသက်ရှင်ခဲ့ပြီးတော့နောက်ပိုင်းမှာဥရောပကခီးသွားတွေကိုလိုက်လံခြောက်လန့်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။အလားတူတောင်ပန်ပါတဲ့တရေတွေကဥရောပရဲ့မိသားစုသို့မဟုတ်နေမီတင်ကေတာအမတ်သားတွေမှာပါဝင်ပြီးတော့နေမျိုးနှက်စားသဘောကိုကိုစားပြုပြီးမယ်လေ။ Britain လိုမျိုးအတိအကျတူတဲ့တတ္တဝါတော့မရှိပါဘူး။သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုရင်လူပုံသဏ္ဍာန်အသွင်မြေကိုတဲဆောင်ထားတယ်လို့ပြောတဲ့ဒန်နာရီလာတတ္တဝါအနည်းငယ်တဲကတကောင်ဖြစ်ပါတယ်။တချို့ cryptozoologist လျှို့ဝှက်တတ္တဝါသူတေသီတွေကသူ့ကို Harpine မိမကောင်တဲ့ငှက်ကိုဒါမှမဟုတ်မန်တီကိုလူကောင်းတဲ့ချင်းသေးကိုကီမီကောင်မီဆိုပြီးတော့နတ်ဆိုးမျိုးစိတ်တွေနဲ့နှိုင်းယှဉ်ကြပါတယ်ဒီနေ့ခေတ်မှာတော့ Britain ကိုစိတ်ကူးရင်ကိန်းတွေစာအုပ်တွေနဲ့ RPG role playing game တွေမှာထည့်သွင်းအသုံးပြုလာကြပါတယ်နံပါတ်5 Isush Cool ရင်းမြစ်တရေ Scotland နိုင်ငံရဲ့အကြမ်းတမ်းဆုံးနဲ့အသေးကြီးဆုံးဒန်နာရီလာတတ္တဝါတွေကတစ်ခုကတော့ Isush Cool ပဲဖြစ်ပါတယ်ပထမတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ရိုးရိုးမြင်းတဲ့ကောင်လိုပုံပေါ်နေပေမဲ့လေသူ့ရဲ့ပြောင်းချောနေတဲ့အရေးပြားအောက်မှာတိုက်ခိုက်ဖို့တဲ့အသင့်ဖြစ်နေတဲ့ဘလူးတကောင်ပုံကွယ်နေပါတယ်သူဟာစကော့တလန်ရေကန်ကြီးတွေနဲ့ပင်လယ်တွေရဲ့အေးခဲနေတဲ့ရေထဲမှာနေထိုင်ပါတယ်။တားကောင်တွေကိုမြူဆွေဖို့အတွက်လည်းလှပတဲ့မြင်းပုံစံတခါတလေမှာတော့လူသားဒါမှမဟုတ်မြင်းပူလေးပုံစံမျိုးကိုမကြာခဏပြောင်းတတ်ပါတယ်။ဒါပေမဲ့တယောက်ကသူ့ကိုစေးနေလိုက်တာနဲ့လုံးမြောက်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။သူ့ရဲ့ရေပြားကကော်လိုဆေးကက်လာပြီးမြင်းစည်းတွေကိုချုပ်သွားစေမိကတတဝါချက်ချင်းပဲရေနဲ့တဲ့ကိုငုံဆင်းသွားပါတယ်။ဒန်နာရီရဆိုရင်သူဟာရေအောက်မှာတားကောင်ကိုဝါမြူပစ်လိုက်ပြီးတော့အသေးကိုသာကမ်းခြေကိုပို့ထားခဲ့ပါတယ်။ဒါကြောက်စရာကောင်းတဲ့အမတ်တရတစ်ခုဖြစ်လေကြံ့ရစ်ခဲ့တယ်လို့ဆိုပါတယ်လူပုံစံပြောင်းလဲတဲ့အခါမှာဒီတတ္တဝါဟာသူ့ရဲ့စစ်မှန်တဲ့သဘောတဘာဝကိုဖော်ပြတဲ့အရေးမှတ်တွေပြသတတ်ပါတယ်။ဥပမာစပင်းထဲမှာရင်းနှီးပင်တွေပါနေရဒါမှမဟုတ်ခြေပေါ်အားနေရာမှာမြင်းခွာတွေပါနေရမျိုးဖြစ်ပါတယ်။ဒီတတ္တဝါကိုစကော့တလန်ရေနယ်ဘလူးနောက်တစ်မျိုးဖြစ်တဲ့ကက်ဘီနဲ့မကြာခဏအမှားတတ်ကြပါတယ်။ဒါပေမဲ့သူကပို့ပြီးတော့အန်ဒီရဲများပါတယ်။ကက်ဘီဒီယာမြေထဲမှာကျက်စားပြီပဲလေ။ H.O.C. ကူကတော့လွတ်မြောက်ဖို့လုံးဝမဖြစ်နိုင်တဲ့ရေနက်ကန်ကြီးတွေနဲ့ကံတဲ့ရေပြင်မှာနေထိုင်ပါတယ်။ H.O.C. ကူပုံမြေတွေဟာ Sky ကျွန်းLewis နဲ့ Argyle ပါဝင် Highlands ဒေသတခြားလုံးမှာပေါ်ထွက်နေပါတယ်။ရွာတချို့ကဆိုရင်တတ္တဝါတွေကိုဝိုးဝေးမှာထားနိုင်ဖို့အတွက်ရေကန်ကမ်းနားတစ်လျှောက်တင်ကေတဓာတ်ဆေးတွေကိုတော့တိစောက်ခဲ့ပူပါတယ်။ယနေ့ခေတ်မှာတော့သူဟာစောက်တွေဂိမ်းတွေနဲ့ရုပ်ရှင်တွေမှာပေါ်လာပါတယ်။တခြင်းကတော့ကြောင်းပတ်ဖွယ်ကောင်းတဲ့ရိုးရပုံမြင်တစ်ခုဟာတဘာဝရဲ့အလားတရားနဲ့သူ့ထဲမှာပုတ်အောင်နေတဲ့အန်ဒီရဲ့တင်ကေတတစ်ခုဖြစ်လာပါတယ်။နံပါတ်6 Dover Demon ဒီတတ္တဝါကဘသူ့ကိုမှတိုက်ခိုက်ခဲ့ခြင်းမရှိသလိုရုပ်ပိုင်းဆိုင်ရာအစနာတစုံတရာကိုလည်းခြံထားခဲ့ခြင်းမရှိပါဘူး။ Dover Domain ဟာကားမီရောင်နဲ့တိပ္ပအရေးတွေကြားမှာရှင်သန်နေတဲ့လျှို့ဝှက်စမ်းချင်မှုတစ်ခုဖြစ်ပါတယ်။1989ခုနှစ်ဧပြီလမှာမက်ဆာချူးဆက်ပြည်နယ်ဒိုဗာမြို့ငယ်လေးမှာစေကျော်သက်သုံးကတခြားတတ္တဝါနဲ့မတူဘဲနဲ့တတ္တဝါတစ်ကောင်ကိုတွေ့မြင်ခဲ့ရကြောင်းတိကျစီရင်ခံကြပါတယ်။အမြင့်4ပေမှ4.5ပေလောက်ရှိပြီးတော့ဖရဲသီးပုံသဏ္ဍာန်လိုကြီးမားတဲ့ဦးခေါင်းဖျော့တော့တဲ့အညူအောင်ရေးပြရှည်လျားပြီးတော့သေးသွယ်တဲ့ခြေလက်တွေနဲ့တောက်ပနေတဲ့လင်းမော်ရောင်မျက်လုံးတွေရှိတယ်လို့ဖော်ပြခဲ့ပါတယ်။သူတို့ကဒီတတ္တဝါဟာထူးဆန်းစွာတိတ်ဆိတ်နေပြီးလှုပ်ရှားမှုမရှိဘဲနဲ့ရက်နေတယ်လို့လည်းဖော်ပြခဲ့ပါတယ်။ပထမဆုံးအစီအခံစာကဧပြီလ21ရက်နေ့ညမှာထုတ်ပေါ်လာတာဖြစ်ပြီးတော့ဘေးဆိုတဲ့စေကျော်သက်တူကားမောင်းလာရင်ကြောက်နေရန်ပေါ်မှာထိုင်နေတဲ့ပုံကိုမြင်လိုက်ရတာဖြစ်ပါတယ်။အဲဒီညမှာပဲဒုတိယစေကျော်သက်တူကလည်းမိုင်းနေငယ်အကွာမှာအလားတူကိုမြင်ခဲ့ရပါတယ်။နောက်တစ်ညမှာတတိယမျက်မြင်သက်တွေကအဲ့ဒီထူးဆန်းတဲ့တတ္တဝါကိုမြင်တွေ့ရပြန်တဲ့အကြောင်းစီရင်ခံခဲ့ပါတယ်။ဂျေယာတိုက်ခိုက်မှုဓာတ်ပုံစတာတွေမရှိပါဘူး။တူညီတဲ့ဖော်ပြချက်တွေနဲ့ပုံချမ်းတစ်ခုပဲကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီပုံချမ်းကထင်ရှားလာခဲ့ပြီးတော့အလွန်စိတ်မချမ်းမြေ့စရာဖြစ်နေစေပါ။သိပ္ပံပညာရှင်တွေနဲ့တန်တရားသမားတွေကအဲ့ဒီတတ္တဝါဟာတမင်ငယ်ဇီးကွက်စတာတွေကနေလှည့်ပြောင်းမှုတွေဒီအမျိုးမျိုးရှင်းပြဖို့ကြိုးစားခဲ့ကြပေမဲ့လေဘယ်အချက်ကမှအသေးစိတ်အချက်လက်တွေကိုအပြည့်စုံရှင်းပြနိုင်ခြင်းမရှိပါဘူး။ရိုင်းနောက်ပိုင်းမှာတော့ထပ်မံမြင်တွေ့ရခြင်းလည်းမရှိတော့ပါဘူး။သို့တော်လည်းဒီဒဏ္ဍာရီကတော့အမြဲတမ်းတည်ရှိနေပါတယ်။နံပါတ်9 Slenderman ကျွန်တော်တို့ရဲ့စီးရင်တွေကနောက်ဆုံးတတ္တဝါကတော့ဒဏ္ဍာရီတက်တက်မဟုတ်ပါဘူး။သူဟာထောင်ပေါင်းများစွာသောဇလန်တွေနဲ့လက်တွေကပါမှာပါအဖြစ်အပျက်တွေကိုဖြစ်ပေါ်စေခဲ့တဲ့ပြည်စုံတဲ့အင်တာနက်ဒဏ္ဍာရီတစ်ခုဖြစ်ပါတယ်။ Slenderman ပါအရက်ရှိပြီးမျက်နှာမဲကအနက်ရောင်ဝစ်စုံတဲ့သူဟာအိမ်မက်ဆိုးတွေကနေဆွဲထုတ်လာတယ်လို့ပုံစံမျိုးရှိပါတယ်။ဒါပေမဲ့သူ့ရဲ့မူရင်းစေးမေကအံ့အသင့်စရာကောင်းလောက်မကြသေးပါဘူး။ဇလန်ဒါမိုက်ကို2009ခုနှစ်မှာ Something Awful Internet Forum မှာစတင်မွေးဖွားခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာ Vidasarish ဆိုပြီးတော့ခေါ်တဲ့အသုံးပြုသူတို့ကအရက်ရှိပြီးမျက်နှာမဲခဲ့တဲ့ပုံစံတစ်ခုကိုကလေးတွေအနီးနားမှာရက်နေတဲ့ထူးဆန်းတဲ့ဓာတ်ပုံတစ်ခုမှာတင်ခဲ့ရာကနေစတာပါ။ဒီ user က online မှာပေါက်ခွဲသွားပြီးတော့လေးမြန်စွာပြန့်နှံ့ခဲ့ပါတယ်။မကြာခင်မှာပဲသူနဲ့ပတ်သက်တဲ့စိတ်ကူးရင်ပျောက်ဆုံးမှုတွေကြောက်စရာကောင်းတဲ့ဓာတ်ပုံတွေနဲ့ဖန်တီးထားတဲ့စီရင်ခံစာတွေနဲ့ဆက်ဆက်လာခဲ့ပါတယ်။စိတ်ကူးရင်တတ္တဝါတစ်ခုဖြစ်ပေမဲ့လေစလန်ဒါမန်ဟာခိတဲ့ရိုးရပုံမြင်ရဲ့ဒစိတစ်ပိုင်းဖြစ်ခဲ့ပါတယ်။သူစတင်ပေါ်ပေါက်ပြီးတော့တနေ့အတွင်းမှာပဲပရိသတ်တွေဖန်တီးထားတဲ့အရာပေါင်း1000ကျော်ဂိမ်းတွေကြောက်စရာဇလန်တွေcreepypasta ရုပ်ရှင်တွေနဲ့ရုပ်ပြစာအုပ်တွေပေါ်ထွက်လာခဲ့ပါတယ်
စိတ်နှောက်ယှက်အဖြစ်ဆုံးအပိုင်းကတော့သူ့ရဲ့လက်တွေ့ဘဝပေါ်မှာတက်ရောက်မှုပါပဲ2014ခုနှစ်မှာ Wisconsin ပြည်နယ်ကအသက်12နှစ်အရွယ်မိန်းကလေး2ဦးဟာသူတို့ရဲ့တငယ်ချင်းကိုတိုက်ခိုက်ခဲ့ပြီးတော့ Slender Man အတွက်လှုပ်ခဲ့တာလို့လည်းပြောဆိုခဲ့ပါတယ်ဒီဖြစ်ရပ်ကနိုင်ငံတကာသတင်းကောင်းစီးတွေမှာပါဝင်ခဲ့ပြီးတော့စိတ်ကူးရင်ကြောက်စရာတွေကလူငယ်တွေရဲ့စိတ်တွေပေါ်တက်ရောက်မှုနဲ့ပတ်သက်ပြီးအလေးနဲ့မိကုံးထုတ်စရာတွေဖြစ်ပေါ်စေခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာ Slender Man ဟာရွှေရှင်းပေမဲ့လည်းတကယ်ကိုကြောက်စရာကောင်းပါတယ်အရက်ရှိပြီး2.4 မီတာကျော်လောက်ရှိပြီးလက်တွေကလည်းပျော့ပြောင်းတဲ့ယာယီခြေလက်တွေလိုမျိုးမူမှန်မှန်ပဲနဲ့ရှေ့ထွက်တယ်လို့ဖော်ပြပါတယ်သူပေါ်လာတာနဲ့မကြာခဏဆိုသလိုမှတ်ဉာဏ်ဆုံးရှုံးမှုခေါင်းကိုက်မှုဒါမှမဟုတ်ဗီဒီယိုတွေမှာထူးဆန်းတဲ့လျှက်စစ်တပ်ဖြန့်ဖြေးမှုတွေဆက်ဆက်နေတယ်လို့လည်းဆိုပါတယ်ကဲအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်